Good morning. Do you prefer sunny or rainy days? It's a number two video. I've already posted number one video, so you can check it out in my Facebook page. The number one video will weather net better video. Number one video will shima tembe thabai. Daja number two video bono. Speaking English speaking ပြောရတဲ့အခါမှာကျွန်တော်တို့တက်တက်မတ်မတ်မေးခွန်းလေးကိုမေးတဲ့အခါဘယ်လို phrase လေးတွေဘယ်လို vocabularies လေးတွေသုံးပြီးတော့ဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးရဖြစ်ပါတယ် Okay number 2 question ကကြတော့ weather နဲ့ပတ်သက်ပြီးတော့ပေါ့နော် Do you prefer sunny or rainy days ခင်ဗျားကနေတိုင်းနေ့ကိုပိုကြိုက်ကြလားမိုးရွာတဲ့နေ့ကိုပိုကြိုက်ကြလားပေါ့နော် So first of all, before you look at the simple answer, you can try it out first, right? You can try it out first, right? ပထမဆုံးကိုယ်ကစမ်းဖြည့်ကြည့်ရပါတော့ So you can pause the video and try it out. Only then let's look at the simple answer. အဲ့ဒါဖြည့်ကြည့်ပြီးတော့မှကျွန်တော်ရှင်းပြရဲ့ simple answer လေးကိုပြန်ပြီးတော့နားထောင်ကြည့်ပါတော့ပထမဆုံးကိုယ့်ဘာသာရင်ဖြည့်ကြည့်ပါ Okay ကျွန်တော်က simple answer လေးရှင်းပြပါမယ်ဒီမှာဆိုရင် I prefer sunny days because I find that they help me feel more energized and productive. Bright weather always puts me in a good mood and motivates me to get things done. Motivates, right? Okay, ဒီမှာဒီဘယ်လိုကြည်ကြည်လေးလေးနဲ့စာလုံး keywords လေးသုံးနေဘယ်လိုဖြည့်ထားလဲကျွန်တော်ကြည့်အောင်ပေါ့နော်ဒီမှာဆိုရင်I prefer sunny days ဒီကကြတော့ sunny days ကိုပို့ပြီးကြိုက်တာပေါ့နော်နေတိုင်းနေ့ကိုပို့ကြိုက်တယ် because ဘာလို့လဲဆိုတော့ I find that they help me feel more energized အဲ့တော့နေတိုင်းနေ့တွေကကြတော့သူ့ကိုဘာဖြစ်စေလဲဆိုတော့ energized ဆိုတာတော့ energy ကိုပို့ပြီးပြည့်စရာပေါ့နော် energize ရဲ့အဓိပ္ပာယ်ကကြတော့ energy ပြည့်ဝတော့ energetic ဖြစ်နေတော့ပေါ့နော်ဟိုပို့ပြီးတော့တက်တက်ကြော့ကြော့လေးဖြစ်နေတော့အဲ့လိုမျိုးဖြစ်စေပါရဲ့တဲ့အဲ့နေတိုင်းနေ့တွေကသူ့ကိုတက်တက်ကြော့ကြော့လေးပို့ဖြစ်အောင်ကူညီပေးပေါ့နော်ပို့ဖြစ်စေတယ် and ဒီစာလုံးကတော်တော်ကောင်းနေပါတော့ projective အဲ့စာလုံးကလည်းရင်းနှီးမှချင်ပါတယ် projective ဆိုတာရတဲ့ကောင်းကိုပို့ထွက်စေပို့ပြီးတော့အခြေအနေကောင်းစေပို့ပြီးတော့အကျိုးရှိတဲ့နေ့လေးဖြစ်စေတာပေါ့နော်ဒီစာကြောင်းမှာ projective ပြီးတော့ဒီမှာထပ်ပြောထားပါတယ် bright weather always puts me in a good mood အဲ့လိုနေတိုင်းနေ့ bright weather ဆိုတာနေသားပြီးတော့ရှင်းရှင်းလင်းလင်းလေးဖြစ်နေနေပေါ့နော်အဲ့ရာသီဥတုကသူ့ကိုကောင်းမွန်တဲ့ mood ဖြစ်စေပါရဲ့ mood ဖြစ်စေနော် mood ကောင်းစေပေါ့နော်စိတ်အခြေအနေကောင်းစေ and motivates me to get things done ဒီစာလုံးလေးကျွန်တော်အရေးပါတယ်နော်ကျွန်တော် motivates me ကျွန်တော်တက်ကြွစေစိတ်ရောခန္ဓာကိုယ်ရောတက်ကြွစေ to get things done get things done ပါနော်အဲ့ phrase လေးကိုလည်းမှတ်ထားရပါတယ်အလုပ်တွေပြီးမြောက်စေရပါတော့အလုပ်တွေပြီးမြောက်စေget object ရပြီးတော့first participle number 3တုံးတဲ့အတုံးလေးပါဒီဟာလေးကိုမှတ်ထားနေရပါတယ် get ရ object ရပြီးတော့ first participle ပေါ့နော် get things done okay these ဒီဖြေให้အဓိပ္ပာယ်လေးကိုသိပြီဆိုတော့ကျွန်တော် key phrase လေးကိုကြည့်အောင်ပေါ့နော် by using the key phrases you can make your own sentences right အဲ့ဒါလေးကိုကျွန်တော်နားလည်ပြီဆိုရင်ကိုယ့်ဘာသာ sentence တွေသုံးရ you can apply them in the real life အရှိအဲ့လက်တွေ့ပေါ်မှာလည်းကျွန်တော်အသုံးချလို့ရပါဘောနော် and then next ကကြကျွန်တော်အပြည့်စုံမရှင်းပြတော့ဘူးခုနလေးပြောပြီးဆိုတော့ဟိုတက်ကြော့တော့ပေါ့နော်တက်ကြော့တော့ energize မှာအတိတ်ကိုကိုယ့်ဘာသာဖက်ကြည့်လို့ရပါတယ်တက်ကြော့တော့ bright weather ကကြတော့လုံးဝဟိုနေတာရဲ့ရာသီဥတုပြောပါနော်နေတာပြီးတော့ချင်းချင်းလင်းလင်းတကယ်ပါချင်းလင်းပြီးတော့အဲ့လိုချင်းလင်းနေရာသီဥတုပြောပါနော်ရာသီဥတုကောင်းတာပြောပါ get things done ကကြတော့အလုပ်တွေပြီးမြောက်ဒီပေါ့နော်အလုပ်တွေပြီးမြောက်တာပြောပါအလုပ်တွေကောင်းကောင်းဝင်ပြီးမြောက်တယ်အလုပ်ဖြစ်တယ်လို့ပြောပါနော် get things done မ note လေးကြည့်အောင်ပေါ့နော် note ကကြ when explaining the preferences ဆိုတာဒီမှာတက်မှုပြောမလို့ကိုယ့်ရဲ့တက်မှုကိုကြိုက်တဲ့ဟာတွေပြောတဲ့အခါမှာတဲ့ try to use reasons အကြောင်းပြချက်တွေပေးရမယ်တဲ့ဘယ်လိုအကြောင်းပြချက်လဲဆိုတော့ဘယ်လိုအကြောင်းပြချက်လဲဆိုတော့ that reflect your personal experience ကိုယ့်တယောက်ပဲသိရဲ့အတွေ့အကြုံတွေပေါ့နော်ကိုနဲ့တက်ဆိုင်တဲ့အတွေ့အကြုံတွေကိုဖော်ပြပြီးတော့ပြောတာပိုကောင်းပါရဲ့တဲ့ကိုရဲ့အကြိုက်ကိုပြောရတာကိုရဲ့အကြိုက်ကိုဖော်ပြရတဲ့အခါဒီမှာဆိုရင် sunning ကိုကြိုက်လား raining ကိုကြိုက်လား rainy days ကိုကြိုက်လားမေးရပါတော့အဲ့လိုကိုရဲ့အကြိုက်ကိုမေးတဲ့အခါကိုရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ဖော်ပြတာပို့ပြီးတော့ချင်းလင်းပါရဲ့တဲ့နော်this makes your answer more relatable and authentic အဲ့လိုကိုရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးဖော်ပြတဲ့အခါမှာဒါကိုပြောရဲ့စာကြောင်းတွေက relatable ဆိုတာဆက်ဆက်မှုရှိမှာပြီးတော့ authentic ဆိုတာတော့ကိုယ်အုံကျူနော်သူများဟာ
ပြောထားမှာမဟုတ်ဘူးကိုယ့်ရဲ့ personal experience ပေါ့နော် authentic ဆိုတာတော့အစစ်အမှန်ကိုပြောပါတော့အဲ့ဒါဆိုပို့ပြီးတော့ more interesting right စိတ်ဝင်စားဖို့ကောင်းပါရဲ့ Okay, so I hope you learned something from this video and also vocabularies, phrases, and how to answer specific question when you speak English. Thank you. Bye bye. See you in the next video. You know, number 2 being 3 and be the moment 3, 4, 5 လေးမျိုးပုံမှန်လေးနှစ်ရက်တခြားဖြစ်ဖြစ်တရက်တခြားဖြစ်တင်ပေးတော့ပါမယ် Stay tuned. Thank you.